ကဲဒီလိုခက်ခဲတဲ့လမ်းတွေကိုဖြတ်တန်းပြီးတော့နေကြီးကိုသွားခဲ့တာဘယ်နေရာလေးဖြစ်မယ်လို့ထင်လဲ 背呢？那这还有，他是要打喷的时候。เนี่ยเป็นอย่างที่ทุกคนเตะเนาะคุณนาเนี่ยแอบจับ အခုမကြွားပဲတော်လေးရဲ့ဒီရွာနေ နေကြီးကိုသွားခဲ့တာကတော့ကြောက်ပတောင်းမြို့နယ်မှာရှိတဲ့မုံကန်ဆိုတဲ့ကျေးရွာလေးပဲဖြစ်ပါတယ်